ကဲဂရေ80ကျွယ်ဝချမ်းသာတဲ့တထေးသားအကြောင်းဖျားရှင်လက်ထက်အခါကဘာပြေကြီးမှာဘယ်လောက်ချမ်းသာတဲ့တထေးသားတယောက်ရှိတဲ့ကဲဂရေ80ကျွယ်ဝချမ်းသာတဲ့တထေးသားအကြောင်းရလားမရဘူးဟုတ်ပြီကဲမရဘူးဆိုလို့ရှိရင်ရှေ့ဆက်သွားမယ်ဒါတော့အမှတ်တစ်မှတ်မှမရဘူးနော်ကဲဒီတခါကွင်းရဲ့စိတ်ကြိုက်ဘရန်ကနဲ့တူရလာတယ်ဘရန်ကနဲ့တူရလာတယ်ဘာပြောမှမသိဆိုင်နဲ့တူဘရန်ကနဲ့တူရီယာတူရီအလားဟောအဲ့ဒါပြီးကြတဲ့လာတယ်မှာပါလားပါတယ်အဲ့လေခုငှားတဲ့တယ်မှာလားအခုမှငှားမှာလားဟုတ်ကဲ့ငှားပြီဘယ်တော့ငှားတာလဲမရဘူးလေပြီးခဲ့တဲ့အုပ်ကွင်း29ခုထဲမှာပဲပါမှာခုပြောမဲ့စာအုပ်ကအခုငှားမဲ့တယ်မှာပါလို့မရဘူးပြီးခဲ့တဲ့အခုကွင်း6ချိန်နော်6လပိုင်းထဲမှာ6ချိန်ငှားခဲ့တယ်အဲ့ဒီ6ချိန်ထဲကအဲ့ဒါအဲ့6ချိန်မှာအုပ်29ကိုငှားခဲ့တယ်အဲ့ဒီ29ခုထဲကကိုရင်ဟိုစိတ်ကြိုက်ကအဲ့ထက်ဖြေရမှာအခုဒီနေ့ငှားတဲ့တည်းကဖြေလို့မရဘူးဒီလာတဲ့ဟာတွေမပါဘူးကဲအဲ့ဒီစာအုပ်ကြီးဒီနားလေးယူခဲ့ပါကွာအဲ့စာငါးမှတ်တန်းစာအုပ်ကြီးဒီနားလေးယူခဲ့စာငါးမှတ်တန်းစာအုပ်အဲ့ကွင်းရေးနေတယ်ဟုတ်တယ်အတစ်စာအုပ်အေးယူခဲ့ပါချအောက်ကိုချလှန်ထားလိုက်လူပြောရင်ရှားမှာရှင်ဝေရောဇနာဆိုတဲ့နာမည်လေးနဲ့နော်ရှင်ဝေရောဇနာဆိုတဲ့နာမည်နဲ့ကဲမဟုတ်လေသူပြောတဲ့စာအုပ်ကိုပဲရှားမှာခဏပိတ်တော့ဗရန်ဆိုင်နဲ့တူဤလားအဲ့ဒါမရဘူးလေပြီးကြတဲ့လာဓမ္မမပါဘူးလေပါလို့လားမပါရင်မရဘူးဒါကြတော့ကိုရင်ဖြေနိုင်မလားရှေ့ဆက်ပြီးတော့စိတ်တော့မကောင်းဘူးကိုရင်ရေတမှတ်မှတော့မရသေးဘူးစာဖတ်တာဘာတွေဖတ်ကြတာတော့စာမေးပွဲတွေနဲ့လှုပ်ရှားပြီးတော့စာဖတ်အားတွေရောကြသွားတယ်ဟုတ်လားစာမပြလေးလားဟမ်သမီးကဘယ်နှတန်းတော့2တန်းဘယ်နှဘာသာဖျားတာတော့ဘာတွေတော့မြန်မာရဲ့အင်္ဂလိပ်ရဲ့သင်္ချာရဲ့ဖြေနိုင်လားဖြေပြီးပြီလားဖြေပြီးသွားပြီအကြောင်းပိတ်ပြီပေါ့ကိုရန်ဒီပြင်မှာပဲကိုရန်နေဖြေမှပိတ်မှာဩအေးပေါ့ကဲကွင်းလေးရလားမရရင်လည်းမရဘူးပေါ့ဗျာစဉ်းစားပါတယ်ခင်ဗျာခေါင်းကလည်းမီးခိုးတွေထွက်လာပါပြီခင်ဗျာခေါင်းမှာမီးခိုးတွေထွက်လာပါပြီခင်ဗျာစဉ်းစားပါတယ်ခင်ဗျာစဉ်းစားပါတယ်ဗျာခေါင်းမှာမီးခိုးတွေတော့ထွက်တော့မှာပါစပင်းနေတပြည့်ပြည့်နဲ့ကျွန်းနေပါပြီဗျာโอเคပြီနော်ရှားလောက်ပြီလေနော်ဆင်းပြေမလားကဲ4 မိနစ်ကျော်သွားပြီနော်5 မိနစ်အထိတော့ချိန်ပေးလိုက်အောင်မယ်5 မိနစ်မှစမထွင်နိုင်ရင်တော့ကဲကွမ်းပြီဒီနေ့မှရတယ်ဒီနေ့မှငါရမရဒီနေ့မှငါစင်းနဲ့မှထဲလို့မရ
လက်သေးတွေတော့ကုံတော့မှစားကတော့စဉ်းစားမရပါကဲကွင်းလေးဝမ်းနေပါတယ်နော် တင်စားတော့မှာ ဆက်လက်ကြိုးစားပါဦးလို့နော်ကဲ9မိနစ်ပြည့်သွားပါပြီနော်3ညမှတ်ပေါ့နော်အဲ့တော့3ညမှတ်ဆိုတော့စုကတော့ရမှာပါမလို့ဆိုတော့စကားသင်9ယောက်ကိုရွေးလိုက်ပြီဆိုတော့နော်